အမေကသမီးရဲ့ညီမလေးကိုပတ်စံနဲ့ရောင်းစားခဲ့ပြီးသမီးကိုတော့26နှလုံးလုံးအပြစ်မရှိပဲအပြစ်ရှိတယ်ဆိုပြီးခေါင်းတလားပုံကိုအတ္တမနန်းခိုင်းခဲ့တာပဲဘိုင်းလက်ကအဲ့ဒီညမှာပဲလေရင်စီးပြီးရောက်လာခဲ့ပြီးနောက်တနေ့မှာတော့သမီးတို့နှစ်ယောက်အမေအိမ်တကားကိုအတူတူသွားခောက်ခဲ့ကြတယ်အမေတကားဖွင့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့မျက်နှာဟာသမီးတစ်ခါမှမမြင်ဘူးတဲ့ပုံစံမျိုးနဲ့ပြည့်ရင်းသွားခဲ့တယ်ဒါဘိုင်းလက်လေအမေရောင်းစားခဲ့တဲ့သမီးလို့သမီးကပြောလိုက်တဲ့အချိန်မှာအမေကသမီးကိုပါရိုက်လိုက်တာမျက်စိထဲပြဝေသွားတာပဲဘိုင်းလက်ကသမီးတို့ကြားထဲဝင်ခံပြီးမွေးစားစာရွက်တွေကိုမြှောက်ပြလိုက်တော့အမေကအဲ့ဒီစာရွက်တွေကိုလူယူပြီးနှစ်ချမ်းဆုပ်ပစ်လိုက်ပြီးအရှက်မရှိအော်ဟစ်တော့တယ်အဲ့တော့ဘာဖြစ်လဲငါကကလေးအောင်ငိုတန်းတွေကြားထဲမှာဆင်းရဲနေတာငါကစီးပွားရေးဆုံးဖြတ်ချက်တစ်ခုချလိုက်တာပဲတဲ့အမေကစိတ်ယူပေါက်ပြီးဘိုင်းလက်ရဲ့လေပင်ကိုရုတ်တရက်ခေါ်အုပ်တော့တာပဲသမီးကအမေကိုဆွဲဖယ်လိုက်တဲ့အချိန်မှာအမေလက်သေးတွေကသမီးရဲ့ပါးပြင်ပေါ်မှာဓားရလိုအစင်းကြောင်း၃ကြောင်းထင်ကြအောင်ကုတ်ချစ်မိသွားတယ်နင်တို့ကငါအတွက်မလိုအပ်တဲ့ပြဿနာထုတ်6ပေါင်တွေပဲလို့အမေကအော်ဟစ်ပြီးပန်းအိုးနဲ့လှမ်းပေါက်လို့သမီးတို့လည်းအသက်လူပြီးအိမ်ပြင်ကိုပြေးထွက်ခဲ့ကြရတယ်ကံကောင်းတာကအမေရဲ့အိမ်နီးနားချင်းကအဖြစ်ပြက်အားလုံးကိုရုပ်တံဗီဒီယိုရိုက်ကူးထားပြီးရဲတွေကိုပါတိုင်ပေးထားလို့ရဲကားတွေချက်ချင်းဆက်ရောက်လာတယ်သမီးမျက်နှာပေါ်ကကုတ်ချစ်ရာတွေနဲ့ဘိုင်းလက်ရဲ့လေပင်ကမျိုးမဲတန်ရာတွေကိုမြင်တဲ့အခါမှာတော့ရဲတွေကအမေကိုလက်ထိတ်ခတ်လိုက်ကြပါတော့တယ်အမေကတော့သူပဲခံရသူလိုမျိုးသမီးတို့ကသူ့ဘဝကိုဖျက်ဆီးလိုက်ပါတယ်ဆိုပြီးအော်ဟစ်ငိုယိုနေတော့ပဲရဲကားတကားဝုန်းကနေပိတ်သွားတဲ့အချိန်မှာဘိုင်းလက်ကသမီးရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ရင်တခုံးပဲပြောခဲ့တယ်သူ့ဘဝကိုသူကိုယ်တိုင်ပဲဖျက်ဆီးခဲ့တာပါတဲ့